Hello အားလုံးပဲမင်္ဂလာပါဒေါက်တာကတော့အားလုံးသိကြတဲ့အတိုင်း Trust Academy သူနာပြုအကူနဲ့ online ဆေးဝါး class မှာဦးစီးတင်ကြားပေးနေတဲ့ဒေါက်တာရွှေဖြစ်ပါတယ်ဒေါက်တာဒီနေ့မိတ်ဆက်ပေးစရာလေးရှိပါတယ်အဲ့ဒါကတော့ဒေါက်တာတို့ရဲ့ Trust Academy page မှာအမျိုးသမီးယောဂတွေနဲ့ပတ်သက်ပြီးတော့အပွင့်လင်းဆုံးတိုင်ပင်ဆွေးနွေးလို့ရနေပြီဆိုတဲ့အကြောင်းကိုဒီနေ့ကနေပြီးတော့မိတ်ဆက်ပေးပါရစေအမျိုးသမီးယောဂတွေထဲမှာအဖြစ်များတဲ့မိမကိုပိုးဝင်ပြီးတော့ရားရံတဲ့ကိစ္စတွေအဖြူစင်းများတဲ့ကိစ္စတွေပေါ့နော်ဒီကိစ္စတွေကတော်တော်များများအမျိုးသမီးတွေကဆေးရုံဆေးခန်းတော့ပြရမှာရှက်ရွံ့ကြတယ်တကယ်ကဒီကိစ္စကလုံးဝရှက်စရာမဟုတ်ပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရှက်စရာလို့ဆိုပြီးကိုယ့်ဘာသာကိုမကူဘဲနေလိုက်မယ်ဆိုလို့ရှိရင် bacteria ပိုးတွေ infection တွေ sexually transmitted infection တွေအများကြီးဝင်ပြီးတော့ဒုက္ခရောက်နိုင်ပါတယ်ဒီရနဲ့ပတ်သက်ပြီးတော့စေကန်းသွားမှာရှက်နေတယ်ဆိုလို့ရှိရင်ဒေါက်တာစီမှာ online clinic ပြလို့ရပါတယ်နောက်ပြီးယာတီမမှန်တဲ့ကိစ္စတွေပေါ့ယာတီတစ်လမှာတစ်ခါပဲလာတာတစ်ခါတလေကြားလို့ရှိရင်ယာတီကတစ်လမှာနှစ်ခါသုံးခါလာတဲ့ကိစ္စမျိုးတွေဆိုရင်လည်းဒေါက်တာကအကောင်းဆုံးလမ်းညွှန်မှုတွေနဲ့ဘယ်လိုနေထိုင်စားသောက်အောင်မလဲဆိုတာကိုဆွေးနွေးတိုင်ပင်ပေးသွားမှာဖြစ်ပါတယ်တချို့ဇုံတွဲတွေကအိမ်တောင်သက်ကြလာပြီးသားသမီးလုံးဝမရသေးတဲ့ကိစ္စမျိုးတွေမှာလည်းဘယ်လိုအစားအသောက်နဲ့ဘယ်လိုရာသီဆက်ဝန်ဘယ်လိုနေ့ရက်တွေမှာနေရမယ်အတူနေရမယ်ဆိုတာကိုဒေါက်တာကလမ်းညွှန်ပေးသွားအောင်မှာဖြစ်ပါတယ်။ဒါကြောင့်အမျိုးသမီးယောဂတွေနဲ့ပတ်သက်ပြီးတော့ရှက်စရာလို့ထင်တယ်ဆိုလို့ရှိရင်ဒီဒေါက်တာတို့ရဲ့ online consultation ရှိပါတယ်။ face to face consultation လုပ်လို့ရတယ်လို့ရှက်တယ်ဆိုလို့ရှိရင်လည်း only voice call နဲ့ consultation လုပ်လို့ရပါတယ်ဒါကတော့မိမိတို့ရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်ပါတယ်နောက်ပြီးရှိသေးတယ်ဘာလဲဆိုတော့ဒီရေအိတ်တဲ့ကိစ္စတွေပေါ့တချို့မျိုးသမီးတော်တော်များများတရားမှာ90အယောက်90နီးပါးကကြတော့ရေအိတ်တဲ့ကြတယ်ရေအိတ်တဲ့တာဥယွန်ရေအိတ်တဲ့တာရှိတယ်ဒီတအိမ်မှာအလုံးတွေပါဖြစ်တာရှိတယ်ဆိုတော့သူတို့ကခွဲရမှာလားမခွဲရဘူးလားဇဝေဇဝါဖြစ်နေတယ်ပေါ့နော်နောက်ပြီးဘယ်လိုမျိုးနေထိုင်ရမလဲဘယ်လိုအစားအသောက်တွေကဒီရေအိတ်တာကိုဖြစ်စေတာလဲဆိုတော့အကြောင်းအရာပေါင်းများစွာကိုဒေါက်တာကအကောင်းဆုံးလမ်းညွှန်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိမိတို့ရဲ့မိမကိုရားရံတာကအစနောက်ဆုံးဒီအိမ်အောင်တဲ့ဇုံတွဲတွေသားသမီးမရဒါကအဆုံးပေါ့နော်အမျိုးသမီးကိစ္စနဲ့ပတ်သက်တဲ့ကိစ္စအဝါကိုဒေါက်တာနဲ့အတူတူတိုင်ပင်ဆွေးနွေးလို့ရပါတယ်တရားရာခိုင်နှုန်းအပြည့်အဝ privacy ရှိပါတယ်အကောင်းဆုံးလမ်းညွှန်မှုတွေနဲ့အကောင်းဆုံးဆောင်ရွက်ပေးနိုင်မယ်ဆိုတာကိုလည်းဒေါက်တာကအပြည့်အဝယုံကြည်ပါတယ်ဒါကြောင့်မို့လို့မိမိတို့ရဲ့မိမကိုမှာပဲဖြစ်ဖြစ်တအိမ်ထဲမှာပဲဖြစ်ဖြစ်ရေအိတ်တဲတာပဲဖြစ်ဖြစ်ယာတီမမှန်တဲ့ကိစ္စတွေပဲဖြစ်ဖြစ်နောက်ဆုံးအတူနေပြီးတော့ဘာလို့ရမလဲမသိဘူးခလေးမယူချင်တဲ့ကိစ္စတွေကပဲဖြစ်ဖြစ်ခလေးလိုချင်တဲ့ကိစ္စတွေပဲဖြစ်ဖြစ်ဒေါက်တာနဲ့အပွင့်လင်းဆုံးတိုင်ပင်ဆွေးနွေးလို့ရတယ်ဆိုတဲ့အကြောင်းကိုဒေါက်တာဒီဗီဒီယိုလေးကနေပြီးတော့အားလုံးကိုမိတ်ဆက်လိုက်ပါတယ်အားလုံးကိုဒေါက်တာဒီ page ကနေပြီးတော့ဖိတ်ခေါ်ပါတယ်တိုင်ပင်ဆွေးနွေးလို့ရတယ်ပွင့်လင်းလင်းအကောင်းဆုံးတိုင်ပင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ပါစေရှင်